ယနေ့ညဒုတိယမြောက်သောနေ့သေးဖို့အစီအစဉ်မှာနော်အဲ့တော့မိသားစုများအတွက်တော်၎င်းကျွန်တော်တို့အားလုံးအတွက်ဓမ္မဒေသနာအဖြစ်နှုတ်ကပတ်တော်အဖြစ်ခေါ်အားပေးမှာတော့ကျွန်တော်တို့ရဲ့အဖဆရာတော်သိက္ခာတော်ရဒေါက်တာကလတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့အဖဆရာတော်ကတော့ဒီနေ့ချင်းဓမ္မတက္ကသိုလ်မှာနော်စာချပုဂ္ဂိုလ်တူဖြစ်ပြီးယခုအချိန်မှလည်းအချိန်ပိုင်းအဖြစ်ဓမ္မတက္ကသိုလ်မှာနော်ဓမ္မနဲ့ဆိုင်သောအရာများကိုသင်ကြားပို့ချပေးသောဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။ဒါဟာညာဤရွာကလူထားကပါတိုင်ခေါ်နော်ပါလပပတရာတို့ဒေါက်တာကလတော်ပပတရာတို့အဝဲတူလို့ဒါလည်းပွားညပ်လက်ထိရွာပေါ်ညာဖြတ်ဆုံးမှုတော့စောတော်ခဲဒါလည်းဒီတာဂီတာပါဥတော်တို့အဝဲဟေခေါ်နော်တူလို့ဒီတန်နေလောခဲပီလောကီတာစကတော့လေပပတရာတို့စုပုနေလောSibrik saya beli foto malah, non recorded dapat tayar ini mera teradu Dr. Christopher Dela, teradu ini awe hikwe hiya, jadi dulu ba dapat tayar, itu le syaroi Christopher Dela jono piore, syajia di tanggu tadana neya be, jenonga lebe, bukucan saja mah, jauh lokereli, syajine onemo lepon diri lokere soro chaji tia hoi makam la jono tu piore tu jono piore soro jono ro tu chau ni de de charo ji banado shama cheni no charo Wallace mya na bro jono ro di ma bo no de charo Molly ro cha Joseph le bo kan ne jono ro phwe ri boအတူတကွဟိုနေကျမ်းစာကျောင်းမှာပညာသင်ယူကြတယ်။မချက်နေကအင်မတန်မှပွင့်လင်းသဘောကောင်းတဲ့ဟိုနေပေါ့တငယ်ချင်းတယောက်ကျွန်တော်ရဲ့ဆရာမစေခုကကျွန်တော်ကိုဆရာခရစ်ကသွားပြီးတော့တရားဟောဖို့ခွင့်ပေးတယ်။ဒါကြောင့်မလို့မိုးခုမချက်နေအကြောင်းကိုဘာပြောခြင်းတလဲသူကဘယ်လိုပြောဆိုတော့မချဲနေကငါ့ကိုအရန်ချစ်တယ်တဲ့မချဲနေတဲ့အေးရအမလောအဝဲတဲတာတဝဲနေလားအဲကြောင့်မလို့အမကြီးတွေဆိုတော့ကညီမတွေကိုထိုင်သိမ်းရတာပေါ့နော်ကျွန်တော်ရဲ့ဆရာမအနေနဲ့အသက်ငယ်တော့ကြောင်းရောက်လာကျွန်တော်ကတော့မိုးခုအနောက်မှာရောက်လာတော့ကတက်လာတော့နှုံနှံ့ကတိတ်မပြောက်ဘူးရေချိုးရင်ကဘောလေးအနံ့ထွက်ကဘောလေးပဲတက်တော့ဒါနဲ့ကျွန်တော်ကမိုးခုကိုလက်တက်စမ်းခြင်းတယ်ဒီတော့မချဲတွေကသူ့ညီမကိုသူကြည့်ရှုတယ်ခူတဲ့ခေါမောကိုတဲ့ရင်းနေတာဝေကဲဒီသူအဲ့လိုပြောသူ့ညီမလေးကိုတခါတည်းကျွန်တော်ထက်တာတဲ့လူကိုသူကရွေးချယ်ပေးခြင်းတယ်ဒါကြောင့်မလို့မချဲနေကသူ့ရဲ့ညီမပေါ့နော်အင်မတန်မှဟိုလေကြည့်ရှုရဲပေါ့နော်ကျွန်တော်ပြောခြင်းတယ်ကျွန်တော်အရင်တော့ကဆရာတာမှုအုံးပင်ကျောင်းကိုတကူကသူ့ရဲ့ဇနီးတဲ့ဆုံးတော့ကျွန်တော်သွားပြီးတော့တရားဥဆောင်ရတယ်ကျွန်တော်ဥဆောင်တဲ့အကြောင်းပါတာဓုတစ္ဆာရှိသောငေသားကောင်ကျွန်တော်အဲ့ဒီအကြောင်းပြောအဲ့ဒီလိုကျွန်တော်သွားတရားဟောတဲ့အချိန်ကမှသူ့ယောက်ျားကမခံစားနိုင်ပြီးတော့မတက်လာဘူးဝတ်ပြူကိုယ်လည်းပဲမတက်လာဘူးနောက်ပြီးတော့ဟိုနဲ့သွားပြီးတော့ဟိုနဲ့ပေါ့ညီမြုပ်တင်းရဲ့ဒါမဲ့လို့ဆရာတော်ကြီးကတော့သူကတက်လာနိုင်တယ်နော်ဒါဘုရားသခင်သူ့ကိုခွန်အားပေးတာပဲအင်မတန်မှရဲရင်ချင်းနော်အစွမ်းတတ်တည်ရှိတယ်ပေါ့နော်ကျွန်တော်တို့တငယ်ချင်းတွေကျွန်တော်ကအဲ့လိုရင်းနေတဲ့လူဆိုလို့ရှိရင်ကျွန်တော်စကားပြောဖို့ညသောဖြစ်ကျွန်တော်ညင်းတယ်ဗျမပြောချင်ဘူးတခါတလေကျွန်တော်ဆွတောင်းရင်မျက်ရည်ကျဆွတောင်းချက်မဆုံးကျွန်တော်သဘဲတွေဆုံးသွားရင်လေလူများဆက်ဆွတောင်းဒါမဲ့ဒီတစ်ခါကျတော့အသက်ကလည်းကြီးလာပြီလေဒီလိုလည်းပဲနောက်ထပ်အခွင့်အရေးတွေကလည်းပဲတိတ်ရှိမှာမဟုတ်ဘူးဆိုတော့ကဆရာတော်ကြီးခိုင်းတော့နော်တပည့်ပြီးသားသွားပါကျွန်တော်အလှုပ်ဆောင်ဆရာတော်ကြီးကကျွန်တော်ကိုစာရဆောင်ရေးလိုက်တယ်ဒီနေ့ရှာကလနော်ဒီနေ့ဆရာကိုအခုကဒီနေ့ဆိုဒီနေပေါ့26ဟိုလေဆရာအဖြစ်ဆက်ပြီးတော့ခန့်နေကျွန်တော်သိပ်ဝန်တာတယ်သူကကျွန်တော်ကိုခေါ်လို့ကျွန်တော်တို့က65နှစ်ဆိုလို့ရှိရင်အမှုတော်ဆောင်တက်တန်းကပြီးသွားပြီ65ကျမ်းစာကျောင်းဝင်းထဲကထွက်ပြီး
ကျမ်းစာကြောင်းဝင်ရထွက်ပြီးအိမ်မရှိပါမရှိလို့ရှိရင်တော့မြောင်းတဲ့ຢာတဲ့ရောက်ပါပဲဒါပေမဲ့လို့တော့ဘုရားသခင်ပြင်ဆင်ပေးနော်မရောက်ပါဘူးပါခရစ်ကြည့်ပါနော်ကျွန်တော်65နှစ်ဒါပေမဲ့90တိကျွန်တော်တို့ကိုတစ်နေ့ခေါ်တယ်90ပြီးလို့ရှိရင်အရင်ကဟိုနေပေါ့ဓာတ်တော်နေနမတသေးလို့那咱们女性把什么的给也找了女性的女性女，把啥给你到就土地呀，搞土地呀，搞这个土地呀，给把呀那搞那么亏钱的，安那呀对吧？人都很那个的都要，这那个阳光大的那个，我那么我个差的呢，这那个我那天庙在看，这那表嘞，这那拿着皮卡对么搞不了，庙表对么教，给啥没修的。过这个吃的，下过这个吃，don't pray 就能录的，我那里巴里那个就能录的是吧？哎，呢，西会多一点，他们没少满的麻烦的嘞。啊，比如说 don't pray 多了嘞 ，don't pray 多了不是变了嘛？那为了玻璃波不要来杀了玻璃波咋子嘞？玻璃波这边了，那个我那西家那个满的麻烦是嘞，满的比了变不啊，我那等那一说。ပြန်စမယ်ဆိုတော့မပြန်ဘူးမပြန်မှမန္တမနေတယ်အဲ့ဒီတဏှာကြီးကနေ3နိုင်ပြီးဗောလီဘောပွဲအစဗောလီဘောခွင့်ရောက်ဗောလီဘောခွင့်ရောက်ညနေစီတီညဘဲမှာပြန်တော့စားမဲ့တောက်မဲ့လူတွေကလူများလှုပ်ပြီးဗျဒါမဲ့ကျွန်တော်လူများကိုပြင်ဆင်ပြမယ်ဆိုအားနာတယ်ဒါကျွန်တော်လက်ဖက်လေးမှုတ်လေးစားပြီးတော့အဲ့ပြီးတော့မနေ့ကျတော့ဒွန်ပရက်သွားပြန်အောင်အဲ့လိုစီစဉ်တစ်ပတ်လုံးကျွန်တော်တင်းလင်းကိုနေကြမှာမနေ့စားဒီပြင်းလေးကမနေ့စာမဆောင်ညနေစာလည်းပဲမဆောင်အဲ့လိုကျွန်တော်ကသာသနာနယ်အတွက်ကျွန်တော်တတ်နိုင်တယ်လို့အခုတည်းဒီပဲကျွန်တော်ဆောင်ရွက်တယ်ဒီတော့ကျွန်တော်ကိုခိုးအနေနဲ့တင်မြောက်တဲ့ချိန်ခါမှာရွက်ထားကိုတကူရွာတင်းနေပွားဒီကမေကိုဂေတော့ခီလာရွာတင်းနေပွားကိုတကူဒီကမေကိုဂေတော့စုကိုခိုလေအကွက်အကောဂေနေဥတကကကွဲလက်ထားရဲကွဲမောပါဆိုစရပကလေလိုလဲပါပွဲမေလေမောပါစရပကလေအခုတည်းနေတဲ့ကျွန်တော်တို့ရဲ့အသက်တာတခါတလေကြတော့အခုကျွန်တော်ကိုပြောတယ်ကျမ်းမာလားနိုးစုခေကျွန်တော်ကဘယ်လိုပြန်ဖြေရမလဲကိုကျမ်းမာလားမေးလို့ဆိုတော့တိတ်ပြီးတော့တန်တရားရှိတယ်လေနေလို့ထိုင်လို့ကောင်းရလားအားရကျွန်တော်ဘယ်လိုပြန်ပြောလဲဆိုတော့နှစ်ပန်းလုံးချင်းလားကျမ်းမာလားမမေးနှစ်ပန်းလုံးကျွန်တော်အဲ့လိုပြန်ပြောနိုးစုခေဒီကနေရောကနိုးပါခရရလေစီကွာပါနိုးစုခေအဝဲတရားနေရောကနိုးရဖူးပါပတေဝနေပတေဆောကပတိကွာဘာမပတေဆောချောဖူးပါပါဒီလေကေဘောပမာတတာကိဆိုလေမစတ်နေညာရင်နေပသူကေတာပွားတလောဘီလောတော့ပါမချဲနေအမှုတော်ဆောင်တက်တန်းတော့ပြ90နော်50ကျွန်တော်ထဲနှစ်စောတယ်ကျွန်တော်က77မှာကျွန်တော်အောင်တယ်သူက75မှာအောင်တယ်75 85 95 2005 2050 2025အခု25နှစ်50ဘုရားသခင်ရဲ့အမှုတော်ကိုစွန်းတမန်ကိုသူဆောင်ကျွန်တော်လာလို့ရှိရင်သူအိမ်ကိုကျွန်တော်သွားလဲတယ်ပတ်ကလည်းနှလိုပါတာမနီးလဲကျွန်တော်ကိုနေရမ်းပြီးတယ်ကျွန်တော်လည်းသူ့ကြည့်သွားတယ်အမကြီးတယောက်အနေနဲ့ရှာပနာတို့အနေနဲ့သွားအကူကြီးတယောက်အနေနဲ့ကျွန်တော်အားကိုးရတယ်ရှာပနာတို့ကအင်္ဂလိပ်စာကျွမ်းတယ်အင်္ဂလိပ်ကကြည့်လို့ရှိရင်အကုန်လုံးပြောတတ်တယ်ကျွန်တော်တို့ကဒီတော့မကျွမ်းဘူးဗျတောင်ငူနယ်ကနော်စွန်းတယ်ဒီလိုစွန်းတဲ့လူတွေရှိတယ်ဝါဖိုးကraptist လေးကျွန်တော်တို့ကျန်အကြောင်းတက်တော့သူ့အဖေကအင်္ဂလိပ်ဗျသူ့အမေကကရင်တော့ကျတော့အင်္ဂလိပ်ဘယ်လိုဇာတ်လမ်းရှိတော့ဝါဖိုးကကျန်စာကြောင်းလာတယ်အင်္ဂလိပ်စာကောင်းတယ်လက်ရေးလည်းကောင်းတယ်တော့ကျတော့ဝါဖိုး raptist ကသူက BBS မှာ announcer ဖြစ်တယ် This is the news read by ကျော်သူဒီနာမည်ကျော်သူဒါမှတောင်ငူသာသနာနဲ့ဘုရားသခင်ကောင်းကြီးပေးတယ်နော်အစဉ်အဆက်အရာဘုရားသခင်က30ပြီးပေါ့နော်ကစားရောဆူကြီးပွားအမလာဒီတော့ကယင်းညနေကျွန်တော်တို့စဉ်းစားခြင်းတဲ့အကြောင်းအရာက
Omu koti kata kiwo. Omu peta omu ne satole akoti katile akata akiwo. Baba omu lo pla o. Piada ken pere ponzan ne gujonoriga ateshi biro. Piada ken tare niyama. Piada ken atom pibe niyama jonoriga. Your father Mulaga Joro Tiare. Father Mula Joro Tiaro, Father Mulaga. To Songalushi, to a teta, ye ponzan, live to Piobare. To Belladonna to Sonoshin, that you congi of Piamere. Tajamlo, to Lekli, Delusion, Elo congi Lotava. Father Mula Sono Joro Mishi, Joro Nagayama, Yatualeho, Townjima, or Sone. And Mother Tiro. Father Muller, tu lekliu di luta cero tore, cero tuire, tina tu pientabire. Cero ka Father Muller ka ta umu aki woni papato dini. Cero ka cero le senzare. Ilu ka pinya siri. Cero teme ponzan ye one jau tedango rama tu ro target. Po u pinya si. Po u a tu khong lo si chida. Leko akien thau tha ba de, ba tu lo so lu ya ti lo sin ba ma. Poua leve time a twin the Ralutar, Jano Senzari, Jano Sti, Jano Bello Ponzani, Tagem later. Jano Senzaro, Jano Bellutuleso, Congi Pire Ponzan, Congi Pire. Nasuita, you are Piata can Congi Pire, Piata can Congi Mingla, Sensati Sire, Jano Leco, Mio, Jano Time, Pondango, Jano Tara, you are Bahasa Sia Poluga Bellutoso. Yaosaka lekaga in the Bello Kong Yangle. Why, Lucina? Konga, Janogo, Ponza, Beluga, Yabi, Kissamshi, Jano Chisina, Jano, Time Ponzanga, Kongi Piri Kere Ponza. When you're lucky, Yedo Sui or Koto, you know, Jano Chanda, Latinare, no? Sham new window, but Dima, when they Sadi Apimono, not a general Teki, General Leve, Namatin, I know. Iroga Ta Umu Satole, a courti, but you look at a key warning, Papa, a good General Solomon, General Ponzan, Tabe, General Sayira, Dashimate, daily Deja chapter Bible study, Tapolina Tarare, Damate, Damaku.ကျွန်တော်ပြောတဲ့ဓာတ်ပုံလေးတော့တန်ပါတယ်1000လောက်တော့တန်တယ်သုံးလို့မရလို့ရှိဂျောင်လေးသွားထည့်ထားလိုက်ဒါပြကြွက်ကြောက်ကြွက်မလာဘူးကြွက်ကြောက်တဲ့ဒီဓာတ်ပုံဘာပဲဖြစ်ဖြစ်ကျွန်တော်အဲ့လိုပြောတယ်နောက်ပြီးတော့ကျွန်တော်ခွေးဆယ်ဓာတ်တူထူးလဲရေးတယ်တာအမှုအခေါ်တိပတိလအကတအဝေးနေတရာယူဒတာအကြီးချက်စံကျောင်းကိုဗမာလိုဘုံမှုတယောက်ရေးထားတယ်ကင်းလိုကြတော့ရေးတဲ့လူမရှိဘူးဒါကြောင့်မလို့ချာဖရက်တက်ကြီးရနေပြီးတော့ကင်းလိုရေးမဲ့လူကိုရှာတော့နောက်ကြတော့ကျွန်တော်ရေးခိုင်းတယ်ကျွန်တော်ရေးတယ်စာမျက်နှာ original ဒီထဲမှာနိုင်ငံရေးလဲပါတယ်နိုင်ငံရေးပါတယ်ဆိုတာစစ်ပွဲတွေဘာတွေရှိတဲ့မြန်မာမင်းဘယ်လိုနောက်တော့ကျန်းစာကိုတခါတည်းပဲရွှေကျန်းစာတခါတည်းမင်းတို့မင်းလာအဲ့ဒါတော့ပြီးတော့ဆက်ကတ်တဲ့အချိန်ခါမှာဘယ်လိုတော့ပြီးတော့ဒီစာအုပ်ကိုတော့ပြီးတော့ဆက်ကတ်မယ်ရွှေနဲ့လုပ်မယ်အကုန်ခံတော့တော့နန်းတော်ရောက်တော့သူတို့ခင်းတဲ့ရေပြင်မှာရွှေဖြစ်နေတယ်ကိုကကျန်းစာအထက်ထက်ရွှေဆိုတော့သူကမြန်မာပြည်ကအင်မတန်မှချမ်းသာတယ်နော်အရင်တော့သူတို့ခင်းတဲ့ရေပြင်ကရွှေနဲ့ကိုတုတ်ထားတယ်ဆိုတော့မင်းတို့မင်းစီသွားဆက်ကတော့မင်းတို့မင်းလာအဲ့ဒါမင်းပေါ့မင်းကလည်းကြည့်ပြီးတော့ဒါပါလေကျန်းစာတွေကများပြီဗုဒ္ဓဘာသာလည်းကျန်းစာရှိတယ်မွတ်စလင်လည်းကျန်းစာရှိတယ်ဘာလည်းပဲကျန်းစာရှိတယ်ဒီကျန်းစာကိုဒီထဲမှာအကုန်လုံးပါကျွန်တော်တို့ယုံကြည်ခြင်းနှစ်ချင်းယုံကြည်ခြင်းကိုကျွန်တော်ခိုင်မြဲခြင်းကျွန်တော်တို့ဒီဥစ္စာတွေပြန်ပြီးတော့လေ့လာမယ်ကျွန်တော်တို့ဖတ်မယ်ဒါလည်းကျွန်တော်ရေးပြင်းနဲ့ကျွန်တော်ဖတ်ကျွန်တော်အတွက်အင်မတန်မှခွန်အားဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ဆရာယူဒတာဟိုနဲ့ဘာတူတနာတာဖို့ခြင်းနေကျွန်တော်ကအဲ့ဒီ story ကိုဆရာယူဒတာကဟိုနဲ့နှစ်ချင်းနာချင်းအနာခံတဲ့ဥစ္စာရေးလို့မဆိုးရင်မျက်ရည်ကကျလို့မဆိုးတကယ်ကိုလင်းကpages ကိုပြီးတယ်နောက်တည်းဒီ story ကမပြီးရင်မျက်ရည်ကျလို့မဆိုးကျွန်တော်ပဲမျက်ရည်ကျလာကျွန်တော်ဆရာမကကျွန်တော်ကရင်စာကိုပြန်ပြီးတော့ spelling တွေပါချက်ပြီးသူလည်းပဲမျက်ရည်ကျတယ်တဲ့ဒါကြောင့်မလို့နှစ်ချင်းအနှစ်သာရ
အနေနာခါချင်းကြိုးစားခြင်းမရှုပ်မလုပ်ဘူးသာသနာကိုနည်းလုံခြုံတဲ့နေရာမှာလုပ်လို့ရပါတယ်မော်လမြိုင်နော်အဲ့ဒီခုနေတဲ့လုံခြုံတဲ့နေရာရှိဒါရန်ကုန်ကိုပဲတိုးတယ်မော်လမြိုင်ရန်ကုန်ရောက်လို့ရှိရင်ဟိုနေဒီအထက်မြန်မာပြည်ပဲတိုးတယ်သူကလွယ်တဲ့နေရာဒါနှစ်ချင်းတွေရဲ့ယုံကြည်ခြင်းနှစ်ချင်းတွေရဲ့စွန့်စားခြင်းဒါကျွန်တော်ဒီပြင်ဂိုင်းကနာကိုကျွန်တော်ဟိုနေတာမဟုတ်ဒါကျွန်တော်တို့ရရှိတဲ့သာသနာရဲ့အမွေအနှစ်တွေပေါ့နော်ဒါကြောင့်မလို့အသက်တာရဲ့အစကနေတာအိုမူခေါ်ထိဒုကတပါဖလားတော်ဒီနတာစုတနာသို့ဒီနတာမူလာသို့ဒီနတာအေသို့ဒီနတာတာဒူအိုသို့ပါဖလားတော်ကျွန်တော်တို့ဖော်ပြမယ်ဒါကျွန်တော်ပြောတဲ့ဒီဥစ္စာအခုမှဟိုနေပေါ့စကချီပဲရှိသေးတယ်နံပါတ်1အနေနဲ့တော့ဝါတဆူလေတဆူဟဲဝါဟဲတဆူဆူတော်ဝဲစကားကဟိုနေပေါ့ဟိုနေဆွေမျိုးတွေကနော်မျိုးစဉ်တစ်ဆက်ပြီးတစ်ဆက်မျိုးစဉ်ကတစ်ဆက်ပြီးတစ်ဆက်ပဲအခုမှချင်းနေတို့ကိုဗနာတို့ကျွန်တော်တို့အဆက်တွေကပြီးတော့မယ်မျိုးစဉ်တစ်ဆက်ပြီးပွားတဆူလေပွားတဆူဟဲပွားတဆူလေပွားတဆူဟဲအဲ့ဒီပွားတဲတာထန်းနေလို့သွားမယ်လာမယ်သွားမယ်လာမယ်အဲ့လိုပဲဒါပေမဲ့လို့ပွားဟဲတဆူနေဆူတော်ဝဲလို့အခဲအဖို့ကွာဆိုအတေမူဆိုအဖို့ကွာတဖာဆိုဒီတပလီတဲ့တမန်တဲ့အဆိုပွားတဆူလေတဆူဟဲပွားဟဲတဆူနေဆူတော်ဝဲလာမဲ့ရွှေစင်မျိုးဆက်ကတခါတည်းပဲကမ္ဘာမီပွားလဲအဆူတမ်းမာတယ်ဘာဖြစ်လို့လဲသွားတဲ့လူတချို့ကစူးစမ်းခဲ့တယ်ဆရာယူရတာစူးစမ်းခဲ့တယ်ဖူးစာပြူစူးစမ်းခဲ့တယ်ဖူးလက်ထာစူးစမ်းခဲ့တယ်အစဒီအဖြစ်ပေါ့နော်ဖူးပနာတို့စူးစမ်းခဲ့တယ်ပနာယာတို့စူးစမ်းခဲ့တယ်ပွားတဆူလေတဆူဟဲပွားဟဲတဆူဆူတော်ဝဲဒါမှမဟုတ်ကျွန်တော်တို့တွေအခုခေတ်မှာကျွန်တော်တို့ကအခု daily chapter ကျွန်တော်လုပ်တာဘာဖြစ်လို့ဆိုတော့ကျမ်းစာကအခန်းကြီးကအလုံးပေါင်းက1198ခန်းကြီးပဲရှိတယ်ကျွန်တော်၄နှစ်နော် first January 2021 24 March 4ရက်လား5ရက်လားအဲ့တောက်လုံးပြီးရော daily dated chapter ဒီနေ့တခန်းတနေ့တခန်းတနေ့တခန်းဒါကျွန်တော်တို့တွေကဘာဖြစ်လို့လဲဆိုတော့ခရိယန်ဖြစ်ပြီးတော့ခရိယန်အသက်တာကအနည်း20 30ကျမ်းစာကသင်မယ်ဆိုရင်၄နှစ်တောင်မကြောက်ဘူး၄နှစ်အပြည့်တော့မကြောက်၄နှစ်ထဲဝင်တာနဲ့ဒီဥစ္စာကကျွန်တော်ဘယ်လိုလုပ်ပြီးတော့ insight ရလဲဆိုတော့ကျွန်တော်သားပြောတယ်အပသူ့လိုပါလိစောဆွေးကျွန်တော်ပထမဦးဆုံးကအမေကိုပြောတယ်ကျွန်တော်စိတ်ကြီးမဆိုင်ဘူးအမေကျမ်းစာသင်ပါကျွန်တော်စိတ်ကြီးမဆိုင်အမေကိုပဲပြောတယ်ကျွန်တော်ကကျမ်းစာကျောင်းကနေပြီးတော့အပြင်ကိုထွက်နေတော့ခလေးလေးတွေနဲ့ဗာနဲ့เนาะကျွန်တော်မြေးလေးတွေရှိတော့ကျွန်တော်တို့ကပုံမှန်ဝတ်ပြုလို့မယ်ကျမ်းစာကျောင်းမှာနေတော့ပုံမှန်ပဲကျမ်းစာဖတ်တယ် daily brush နဲ့ကရင်လိုဖတ်တယ်အင်္ဂလိပ်လိုဖတ်တယ်စသည်အဖြစ်အပြင်မှာပြန်ရောက်တော့မြေးတွေနဲ့ဗာတွေနဲ့အိမ်မှုကိစ္စတွေနဲ့ဆိုတော့အဲ့လိုပုံမှန်ပြောဖို့ခွာပြောတယ်အမေကိုပြောတော့ကျမ်းစာသင်ပြီတဲ့တိတ်ရှိလည်းမသင်နဲ့သူ့မေကိုနှစ်ခါသုံးခါပြောကျွန်တော်ပြောတော့ကျွန်တော်တာဝန်ရှိပြီကျွန်တော်လောက်ရတော့မယ်ကျွန်တော်ကလေးကကျွန်တော်ကိုဘုရားရိုက်ပေးမလားအဲ့ဒါဘုရားလည်းကင်မရာဟိုနေပေါ့အဲ့ဒီဥစ္စာသူဟိုဒီနည်းနည်းလောက်တတ်တယ်ရိုက်ပေးမယ်တဲ့ရိုက်ပေးမယ်ဆိုကျွန်တော် 1st January 2021ဟိုနေဒီမြန်မာပြည်ကအစိုးရမင်းကFebruary 1မှာတက်တယ်ကျွန်တော်ကJanuary 1ရက်ကျွန်တော်တက်ထား daily chapter တခါတည်းပဲတခါပြီးပြောတယ်ဗျပြောတယ်အသက်တာလေးပြောလို့အခုကကျွန်တော်ကရန်ကုန်သာသနာနယ်မှာဟိုနေပေါ့ဥက္ကဋ္ဌဖြစ်တော့2028ခုနှစ်ကသာသနာက195နှစ်ပြည့်တော့ကျွန်တော်ပြောကျမ်းစာကို195အခန်းကြီးကိုရွတ်မယ်ကျွန်တော် committee ကျွန်တော်တို့ရ committee ရှိတော့မလုပ်နဲ့တဲ့အခန်းငယ်ပဲလုပ်ပါအခန်းလေကမူလတန်းပဲအခန်းကြီးလုပ်မယ်ဒီတော့ကျွန်တော်ကပြောရေးတယ်ဗျဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအခုက
ကျွန်တော်ဆက်ကတ်တယ်လို့တော့မပြောချင်ပါဘူးကျွန်တော်အလစ်အထဖြစ်သွားတယ်အလစ်အထဖြစ်လို့ရှိရင်လေအလုတ်ကလုတ်ဖို့ရအတွက်တက်ပြီးတော့မခက်ခဲဘူးပေါ့နော်ဒါကြောင့်မလို့ဘွာတဆူလေတဆူဟဲဘွာဟဲတဆူဆူတော်ဝဲအခဲရဲ့အခဲနဲ့ရကွာကေတတူတော်ကျနေအာကြီးလားအခုခွာနေတရားပါငကမီယာငကိုဝီအိုတာကျုပ်ကိုစားတရားဝီအိုတာနီမစားရကွာနဲ့တတူတော်ရဲ့အာကြီးလားကွာဘွာတဆူနေဆူတော်ဝဲလို့ရလေတော့ကိုရကွာကြီးရလေဆူတာကလye do quadrado Spurgeon ti de ko lenya ko pele o le si pele mi si de ye le su ne de ye ti no ta we ne ti ko nyu kha thu de si fo ko ye le ha su ne de ye chi ta o mu le su tho de tu le ta le no ko kwata so le to so he kwa he to so ne ta sa lo su tho we ba mu ko da le kwa le a le to so ne ma ti ka ta udo tanda udo tamula udo takwaso udo tapatipata aku dah ni dale patiba misati nya kele ni wale taso we ni mati jadi le poe dani poe le kutra do chima theological center ကျွန်တော်တို့ဆောက်တာ၄တက်က25နှစ်ပြည့်သွား25နှစ်ပြည့်တော့60ကပြောတယ်60ကစာလုံး50ကိုရေးထားခဲ့တဲ့40လားအစိတ်လား50လားရေးထားကြတော့ကျွန်တော်ကဘယ်လိုရေးထားလဲဆိုပစိုးပမာဒူကဲထောသူဆိုမာသူဝဲနော်နော်ဟုတ်ကဲ့ကျွန်တော်အဲ့ဒါရေးရနော်ပစိုးပမာကျွန်တော်တို့ခင်မှာဒီဘောလုံးကွင်းကိုလေးဓာတ်တခါတော့လည်းပါပါတယ်ဒါမှမဟုတ်ကျွန်တော်ကခေါင်းဆောင်ကြီးတော့မဟုတ်သေးဘူးပေါ့ဒီချာပတ်တို့ရှိတို့ပတ်စာဒေါက်တာဆာမူတော်တို့ကျွန်တော်တို့လောက်တော့ပစိုးပမာဒူကဲထောသူဆိုမာသူဝဲနော်နော်ပစိုးနေပမောထော်တီကလီတာတူထော်တာမောထော်တိခဲမှုထူပါယောတိခဲမှုထူပါယောလာဘရဝတ်ပြုကိုကိုဘဖျားသခင်ကိုစက်ကပ်ဖို့အတွက်ဆုတောင်းဖို့အတွက်ကျေးဇူးတော်ချီးမွမ်းဖို့အတွက်တရားနဲ့တရားမေတ္တာနဲ့ရှိဖို့အတွက်ဆောက်ထားပြီးပြီကျွန်တော်ဆောက်ကြအောင်ကျွန်တော်လာဖို့ဘာဖြစ်လဲလူကြီးတွေလောက်တဲ့အတိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့လုပ်ဖို့အတွက်เนาะအဝင်ပစိုးပမာဒီကဲတော့တီးဆိုးနေมาติเวโนโนติมิตมาโนโนคุจามเลตาตุโตเวเลมเลปลอปลอโหเลลอคุจาเนี่ยเนี่ยปะตะซูเฮเลปะตะซูเฮปะเฮตะซูวิสุบาสุโตเวลอตามาโลชิมิตมียเนี่ยมาเมียนะติบาสากตุดิจาปะตะโคชินาหูบาติบาสากตุดิจาอเวเนี่ยปะพาลิโซเชียลเตดาเลဆိုပြီးလားเนาะဝိဒါကတူတီးပါစားတီးဒီလောလည်းပဲပြောသေးတယ်တဲ့ဘယ်မှာတွားကြလဲ conscious မှာကြားတယ်တဲ့တအခေါ်ရှိနာဟုပါဆရာယူဒတာကမြန်မာပြည်ကိုလာတဲ့အချိန်ခါမှာကျမ်းစာကိုသူဖတ်တယ်ဟင်ဒရီယာမရောက်တဲ့ကနှစ်ချင်းပေးတဲ့အခါမှာရည်များတယ်ဒါကြောင့်မလို့ congregation ကရည်ဖြန်းတော့သူ့ရဲ့စိတ်ထဲမှာသူမိမကိုပြောတယ်နှစ်ချင်းအကြောင်းကိုဖော်ပြတဲ့အခါတိုင်းမှာရည်များတယ်ဒါကြောင့်မလို့နှစ်ချင်းပဲမှန်လိုက်မယ်သူကအဲ့လိုပြောတော့မမယူဒတာပဲလို့ပြောဆိုတော့နေကနှစ်ချင်းယူတဲ့ငါတော့နှစ်ချင်းမယူတဲ့ဘောကကွဲလေနောက်ပြီးတော့ congregation က mission တွေရောက်လာတဲ့ India သူအဲ့ဒါပဲပြောတယ်နောက်ပိုင်းကျတော့သူတို့စာရီပါရီဖတ်တော့နေအောင်စလုံးကဆရာယူဒတာကဘယ်လိုပြောလို့ဆိုတော့တမန်ကျမ်းစာကမှန်တယ်လို့ပြောတဲ့ဥစ္စာကကျွန်တော်ရဲ့ conscious မှာညင်းလို့မရဘူးတမန်ကျမ်းစာကမှန်တယ်လို့ပြောလို့ရှိရင်ကျွန်တော် conscious ကကျွန်တော်ကိုမှန်တယ်လို့ပဲပြောနေတဲ့အခါမှာကျွန်တော်ရဲ့ညင်းလို့မရဘူးဒါကြောင့်မလို့အခုကြံနေတဲ့နော်သားတွေတမီးတွေမိသားစုတွေမိဘကပြောလို့မှန်နေတဲ့ဥစ္စာကိုမငင်းနဲ့လက်ခံလိုက်ကြားလိုက်မိဘကပြောတယ်မင်းတို့ချစ်ချင်းမြတ်တာနဲ့နေကြပါကျွန်တော်မိကျွန်တော်ပြောတာကျွန်တော်လက်ခံတယ်ဗျကျွန်တော်နေကျွန်တော်ပြောဖူခွာနမတာတာခိကစောနေနေတဘာဝတော့တာဆိုတာကမောတဲ့ကစားယေရှုခရစ်နဲ့မတာတာခိစောပတ်ထောက်ကနေတကဘာထောတာပွားခဲလက်ခဲစီလို့ကျွန်တော်အဲ့ဒီဥစ္စာကိုလက်ခံပြီးတော့ကျွန်တော်
ကောင်းကြီးမင်္ဂလာပေးတဲ့အခါမှာယွာသက်ကတကခေါ်အစိုးကမောအလာကပေါ်အသူတေပေါ်ပေါ်အတာခုတမအတာခုတေတာသသအတာမနဲ့အတာခိတာလာရဲ့မောကလောပါအစိုးကမောအလာကပေါ်အသူတေပေါ်ပေါ်ဒါကျွန်တော်လက်ခံတယ်ကျွန်တော်အရင်တော့ကကြားပါတယ်လက်တဲ့မင်္ဂလာဆရာကြီးတွေသူတို့ကောင်းကြီးပေးတဲ့အချိန်ခါမှာယွာသက်ကတကခေါ်ပါကစားတိုင်းတို့ဒါပေမဲ့လို့မိခင်ရဲ့တွန့်တင်ခြင်းကိုကျွန်တော်ခံယူပြီးတော့ကျွန်တော်အခုအဲ့လိုကောင်းကြီးမင်္ဂလာပေးတဲ့အခါမှာမိခင်ကြီးရဲ့ကောင်းကြီးမင်္ဂလာပါကျွန်တော်ကအဲ့ဒါကမှန်ပါတယ်လို့အမေကပြောတဲ့ဥစ္စာကိုကျွန်တော်ကညင်းလို့မရဘူးအမေကကျွန်တော်ကိုပြောတယ်ဖို့ခွာဒါလေကတူးနေနပါအော်လော်မီလော်ထီလော်ဟဲဆိုတာပါတဲ့ထမင်းဝင်အောင်ပဲစားရတယ်အရင်တော့ကျွန်တော်တို့ဘဲဦးတချမ်းပဲစားတယ်အခုလည်းပဲဘဲဦးတချမ်းဘဲဦးနဲ့ချမ်းစားအပြစ်ရှိလို့တယ်လို့ပဲကျွန်တော်မိမပြောတယ်နေကခလေးမို့တော့စားဟင်းတဲ့ဟင်းစားကျွန်တော်ကဟင်းတုံးလောက်ဆိုရင်ထမင်းပြီးတော့လော်မီလော်ထီလော်တယ်နမနပါတူလို့နာဒါအမေဖေကအဖေကကျွန်တော်ဘာလဲထမင်းစားပြီးသူပကံဆေးတယ်ပကံဆေးတော့ခရအပါတီရီကပကသိင်းနီနာဒါအဖေတင်သွားတာကျွန်တော်အခုထမင်းစားပြီးရင်အဖေကိုတတိယကျွန်တော်ပကံဆေးတယ်အရေးမကြီးဆိုကျွန်တော်ပကံဆေးတယ်ပုတ်တယ်တခါခရအဖေနီအောင်အဖေကိုပြန်ပြီးတော့တတိယဒါကြောင့်မလို့တာအိုမူလနဲ့လေခေါပလို့ပါအောင်ဒါရီသမီးတွေနော်တမန်တော်တို့ဒီစပလီတို့နော်အဖို့မူတို့မြေတွေမိခင်ဖခင်တွေမိခင်ကပြောတဲ့စကားပကနာဟုကေဝတ်တဲ့တာရှိတာကတော့ပတာခေါ်ရှိနေပကတူလော conscious တို့ကလည်းရှင်းလင်းထားပြီးဒီဥစ္စာကအမေတင်တဲ့ဥစ္စာပဲတို့တွေလိုက်လျှောက်ရမယ်တို့တွေပျော်ရွှင်စွာနဲ့လက်ခံမယ်ဒါကြောင့်မလို့အတဲလေဒီပါစာကတူဒီတာနော်တခေါ်ရှိဘူးနာဟုပါအင်းလောသေတော်လေပြောသည့်စကားဩတ္တပစိတ်တွင်ကြားတော်ရဩတ္တပစိတ်ခရစ်တော်ရပြောတဲ့စကားတွေကိုဩတ္တပစိတ်မဖြစ်နဲ့ conscious က vanishing conscious အဲ့ဒီစာအုပ်ကိုကျွန်တော်ဝယ်တယ်ဒီဟိုနေမော conscious ကတည်သွားပြီဘာဖြစ်လို့လဲဆိုတော့ conscious ကတခါပြောလည်းပဲလက်မခံနှစ်ခါပြောလည်းပဲလက်မခံကြာပြောတော့ပဲတရှင်းသောဝိညာဉ်တော်ကြာပြောတော့ကျွန်တော်လက်မခံနိုင်တော့အဲ့ဒါ vanishing conscious လို့ပြောရတာမလို့ပတာခေါ်ရှိမောတိတဟာမမောတိတလောမတော့အတိတဟာရူဟာဂောလေပမူပမူတာတူလို့ပါကြီးတကယ်တမလို့တဘောနဲ့ပွားတိစာပူပါစုကြီးတမူအသောဒိုနေကေကိုရိုနာစီဒီတက်တာနော်ဝါတိစာပူအဲ့ဒါတော့ဗျာဒိတ်ချမ်းခန်းကြီး14အခန်းရ33မှာနော်ကောင်းကင်အတန်ကတဖန်တုံကောင်းကင်အတန်ကကျွန်တော်တို့လောကမှာအသက်ရှင်တဲ့ခါမှာမြေကြီးအတန်ကြီးပဲကြားနေရကောင်းကင်အတန်ကကိုရိုနာတည်တော်သူတို့ကြီးပါဆူရွယ်လောဘာလဲတီလကစားပူတပန်နေပါဆူရွယ်လောဒီဥစ္စာကကျမ်းစာထဲမှာကြည့်အများကြီးရှိတယ်လာဇရုလည်းပဲအသက်တာလည်းပဲပြည့်တယ်တောင်းစားတဲ့ဘဝပဲအာဗြဟံရင်ခွေရောက်သွားတာပဲတခိုးကလည်းပဲပါပြည့်လေကားတိုင်းပေါ်မှာနော်အသက်တည်ခြင်းခံတဲ့ချာအမေတီလနဘောနဘူးပူတော့တင်းတော့ထော်ကေရတကေစောပေါ်လူရောနဲ့တဲရီလေဘာဖွေးတာဥတော့တညာလောကပွဲတော့ကေဥတော့နော်ခိုကပွဲကိုရစရဲနော်တာဘာဖွေးတာနေဥတော့တာဂီစာဘာစာကရစတကေဥတော့တာဆိုတာကမောဘာဖွေးတာနေလေဥတော့အခပြောနေလေတာတလေတော့ဖွေးကရစတကေဝါလေအတီးလေကစားပူနေလေတာလေပွဲလေနာစာတာဘူတို့ဆိုရတဲ့ချင်းကကျွန်တော်အမှုတော်ဆောင်25နှစ်ပြည့်တဲ့အခါမှာရှာမစတေလာမူကြီးဒေါက်တာစတေလာသူကချဲမင်းဖြစ်ရမယ်ဆိုတော့ပါကလေဒီဝတ်ပြုခြင်း25နှစ်ကျမ်းစာကျောင်းမှာဘာသချင်းကြိုက်လဲကျွန်တော်အဲ့ဒီသချင်းကြိုက်တယ်ကိုတော်နဲ့ပြည့်စုံခြင်းပဲလေပွဲလေနာစာတာဘူနမတာလီဘောခဲလနပွေရလဲနသွီဒါနဲ့တော့လဲနပူရလဲပွဲလေပွဲလေနာတ
တာကြီးခဲလေရတို့နေပါလေစားကျွန်တော်ကောင်းကြီးမင်္ဂလာပါကျွန်တော်ရဲ့အသက်တာကျွန်တော်ပြန်ပြီးတော့ပြောတဲ့ခါမှာ3 me ကိုကျွန်တော်ပြောရင်3 me ကျွန်တော်ကဘာမှမရှိ3 me ရပါဖြစ်လို့ဆို the me before me ကျွန်တော်နာမည်ကတော်ပဲဒါပေမဲ့ကျွန်တော်မဲ့တာမို့ကျွန်တော်ကျွန်တော်မဝေးခင်ကကျွန်တော်မဲ့တာပြည့်ဆိုကလတော် the me before me ကျွန်တော်တို့လူမဖြစ်ခင်တည်းကမိဘတွေရဲ့ပုံရိပ်တွေကကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုတာဒါမှကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့အရာ the me before me ကျွန်တော်ရဲ့အသင်းတော်ရှိတယ်ကျွန်တော်ရဲ့ဆရာသမားကျွန်တော်ရဲ့ဦးလေးတော်တွေရှိတယ်ကျွန်တော်သာသနာနယ်ကဆရာကြီးတွေရှိတယ်ဒီဥစ္စာတွေက the me before me ကြီးပဲဘုရားသခင်ဖန်ဆင်းထားပေးတဲ့ the me before me ပဲ me နောက်တစ်ခုက the me within me ကျွန်တော်အထဲကကျွန်တော်မိဘတွေရဲ့တုံတင်ခြင်းတရားဖျားတရားရဲ့တုံတင်ခြင်းယုံကြည်ခြင်းဒီဥစ္စာတွေက the me within me ပဲခရစ်တော်ဘုရားတမန်တော်ကြီးရှင်ပေါလုကငါဒီအသက်ရှင်တည်တယ်တဲ့အသက်ရှင်တည်တယ်တဲ့ယမူလောဘာသာတမေယမူပါတဲ့မေခရစ်မူလို့ရပူလို့ခရစ်တော်ကကျွန်တော်တို့အထဲမှာအသက်ရှင်ပြီးတော့ကျွန်တော်တို့ကရှင်နေရတယ် the me beyond me အတည်သွားပြီးငါရှိအောင်မယ် the me beyond me ရပါလေထဲတာကြီးတော့ W ကျွန်တော်ရဲ့ဟိုနေ့တစ်ဖက်မှာကျွန်တော်ကိုကြိုမဲ့လူရှိသေးတယ်ကျွန်တော်ကိုလက်ခံမဲ့လူရှိရဒါမှကျွန်တော်တို့ပြောတာလေပွေလနာစတာဘူနမတာလေးရောခဲလေနော်တာလာတာကပေါ်တာဆိုတာကမောတာမူတာပေါ်တာခဲလေခစင်းနေဝဲနေဦးလေဦးပွေတာလေကစားရောအပူတော့ဝဲနေပကဒိုနေပါအောဟဲတာကစားရောကိုကေပွားအစကတော်လောမာကြီးချဲနေကိုကျွန်တော်ကြည့်တော့ကျွန်တော်သူ့ရဲ့နဖူးလေးကိုကြည့်တော့ကျွန်တော်သူ့ကိုနမ်းကျင်တယ်ဗျဒါပေမဲ့ငါပိတ်ထားတော့ဒီကောင်လေးကျွန်တော်တကယ်ပဲချစ်ပါတယ်မချစ်နေချစ်တယ်သူရဲ့အပြောဆိုသူရဲ့အမှုအရာသူရဲ့ကုညီမှုယူရဆောင်ရှောက်မှုကျွန်တော်အမေကိုကျွန်တော်နမ်းတယ်ကျွန်တော်အဖေရတော့ကျွန်တော်နမ်းဖို့စိတ်မပေါက်သေးဘူးဗျအဲ့တော့တော့ကြတော့မှကျွန်တော်တည်တဲ့သူလည်းပဲနော်ဟိုခေါ်ခဲ့လေအိုဒါပတာအိုမူးကျလောတခြားလူမဟုတ်ဒီလူတွေကကျွန်တော်အသက်တာရဲ့အစိတ်ပိုင်းတွေပဲနော်ရတမလို့လူခါတခါတဲ့ကတခါနေမြဲတာတကတတိတာအိုမူအသက်တာကမဆုံးသေးဘူးမချဲနေရအသက်တာဒီလောကမှာပြီးပြီမဲ့လို့မဆုံးသေးဘူးတကတတိတာအိုမူနာမူလာအေကွီလောထူတာနာတာမူလာတာအတာကွီသမီနေဥဒါတာလောတာဒုကတနေမေတာအတာကွီလောမချဲနေရအသက်တာကသားတွေသမီးတွေကိုယုံကြည်ထားတယ်သူပြုစုတယ်သူပြောထောင်တယ်အတင်းသူအတင်းသားတွေတာနာဘုရားသခင်ကိုယုံကြည်တယ်မူလာတာနာမျော်လင့်တယ်အတင်းတော်ပဲလို့ပြမျော်လင့်တယ်မျော်လင့်ပေမဲ့လို့မဖြစ်ပေမဲ့လို့ဖြစ်တာတွေရှိမယ်မဖြစ်တာတွေရှိဒါမဲ့ဏိဂုံးပြန်ချုပ်မှာမေတ္တာပဲမေတ္တာနဲ့ဟုံးလွှမ်းပြီးတော့ဆက်ပြီးတော့ဘုရားသခင်ကိုချစ်သောမေတ္တာနဲ့ဒါမှမဟုတ်ကျွန်တော်ပြောတာတကတတိတာအိုမူနာမူလာအေကွီလောထူးနေလောတာနာတာမူလာတာတာကွီသမီနေအိုဒါတာလောကျွန်တော်တို့ဒီစာအုပ်တွေရေးတယ်ယုံလို့ရေးတယ်မျောလင်းလို့ရေးတယ်လူများမဖတ်ဘူးဘယ်လိုလုပ်မလဲကိစ္စမရှိဘူးမေတ္တာတရားကိုဖော်ပြထားခဲ့ရတော်ပြီပြည့်စုံပြီမေတ္တာတရားကပြည့်စုံခြင်းပဲဒါကြောင့်မလို့မှချဲနေရဲ့အသက်တာကိုကျွန်တော်တို့ပြန်ပြီးစဉ်းစားတဲ့အခါမှာသာသမီတွေအတွက်လည်းပဲမိခင်ကြီးရဲ့လိုအပ်တာရှိမယ်မိခင်ကြီးရဲ့မေတ္တာနဲ့ပဲပြန်သူကောင်းမယ်ဒီမိကြီးကတော့တင်လာဟိုနေရာတော့နည်းနည်းကျဲမယ်ကွာဒါနဲ့မေတ္တာနဲ့ပုံလွှမ်းလိုက်ဒီတော့ကမိခင်ကြီးတွေလည်းပဲအသင်းတော်အတွက်ဒီနေ့မိသားစုအတွက်မေတ္တာနဲ့ပဲပုံလွှမ်းလာပါတယ်ဒါကြောင့်မလို့နောက်ဆုံးမှကျွန်တော်ဗာပြောခြင်းလဲဆိုတော့ဘုပါဖိဖူးမှာထားတော့ရှိဝဲတာမူထော်လေပလမူတလေလာထော်လေပလလာတလေမူထော်မူလဲလို့နော်မူထော်လေပလဆိုတာနေကတက်လာဒီနေကဟိုးရှိကနေပဲ
ဒါပေမဲ့ဒီနေကစိတ်နှလုံးကိုမနှွေးထွေးပြီးတော့မူထော်လပ်လမူတလလာထော်လပ်လလာတလဟိုရင်တော့ကနေထွက်လိုက်ဘာလို့ဘာကြိုင်ဘာစားတော့အေးစစ်စစ်ပဲမိုးချုပ်သွားလို့ရှိရင်လည်းပဲတခါတည်းလှတာတယ်ပါတယ်များတယ်အေးစစ်ငါးစားဖားစားအေးစစ်ဒီတခါကျတော့နေထွက်လည်းပဲနေကနှလုံးသားကိုမနှွေးထွေးတော့လှထွက်လည်းပဲလှနှလုံးသားကိုမနှွေးထွေးပြီးတော့ဒါမိဘဘိုးဘွားတွေပြောတဲ့ထားနော်မူထော်လပ်လမူတလလာထော်လပ်လလာတလမူထော်မူလဲလို့နေရတက်လာလို့ရှိရင်နေရဂျိုပြောင်းသွားမူထော်မူလဲလို့လာထော်လာလဲလို့ညရောက်လဲညဂျိုပြောင်းသွားပြီကွာအရင်ကနေ့မဟုတ်တော့အရင်ကညမဟုတ်တော့တာတာတော့တာကောတာခဲတာတိမီတီတာရှင်းနေဦးအာကြီးတော့ဒါဘာကညောမှာထားနေစီရတာတာပွေးမူမေထိုဆာဆာအဲ့ဒီဟိုနေပေါ့ညချိန်မှာတွန်ကျူးလို့ဟိုနေတာထိုဆာဘူးလို့တဲ့သူကဟိုနေငက်ကလေးအကောင်လေးတစ်မျိုးပဲသူကအစိမ်းလေးနော်တာပွေးမူမေထိုဆာဆာဒီငက်ကလေးကသူအော်လို့ရှိရင်အင်မတန်မှချွတ်တာတယ်တဲ့လဲကိုကေရွာတူလပ်လဖျားသခင်ဟိုးအရင်ကဖျားသခင်ကိုပြန်ပြီးတော့ခေါ်ပါဖိတ်ပါဒါမှမဟုတ်မိခင်ကြီးကျွန်တော်တို့အတွက်သုံးသွားပြီမဲလို့เนาะကျွန်တော်တို့မိခိုးစရာဖျားသခင်ပဲရှိတယ်နေ့အချိန်လည်းပဲမနှွေးထွေးတော့ဘူးညအချိန်လည်းပဲမနှွေးထွေးတော့ဘူးတာယာစာနဲ့ယင့်ကျူးတာထုဆာဖို့လို့ကစားရွာတီလောအစိကတဲ့ကိုရနေလို့ဟိုဒါလေကိုကေရွာတူလေပလမောကစားရွာဆွေကေဝဲကိုဒီကိုနော်တဲ့ကေနှုတ်ကပတ်တော်အဖြစ်ခွာပေးသွားသောဖဆရာကြီးကိုထူပဲကျေးဇူးတင်ပါတယ်ဒီခုချိန်မှာဆရာဣဆက်ဖို့ထာနေတပိတိုင်းတခြင်းကိုကြားပါမယ်မူတနီဘဘာကိရှုဟီလာတာအခေါ်ဒီသဘေလာဆိုလေဘောမူတနီဘကတိဘာဘောဘာကိဖူလာတာမူတနီဘဘာကိရှုဟီလာMutani Babakisu Hilata Okoi Tumilo Solopo Mutani Bakatiba Mobapi Pulota Mutani Baba Omu Lotu Loyo Bakasai Shukri Manatati Lapuo Uki Koki Ota Mukobamu Petro
။